မတိုက်ဘူးမတိုက်ငါအဲ့လိုလောင်ပြောအောင် तू ကဗာလဲ तू ကမှအညွန့်တလူနဲ့ကြာငါပြောတာရပြန်မရှိဘူးအဲ့ဒီပဲကမိမယူဖို့မဟုတ်ဘူးငါယူကြမင်းကျုံပြောရအောင် ကျုံဟာဖန်ဆံမှုကြာ ကျုံပြောရအောင် ရောတူလို့လား 不是这样吗？ ပြကျုံပြောရအောင် ရော 我们在故意在这哪？他是东西了吗？对呀。 ကျုံပြောရအောင်ပြောအောင်ဖေကျုံပြောရမယ်ကျုံရပြောတာ ငါဆန်လို့လား နေယူမိတာနောင်နာရပြီမို့လားဟဲ့ တာခွဲရတာ ဟေးနေလီယူမိတာနောင်နာရပြီမို့လားလီယူမိတာနောင်နာရပြီမို့လားပြုံးမမရဲ့လီယူမိတာနောင်နာရပြီမို့လားလီယူမိတာနောင်နာရပြီမို့လား ဒီကံတယ်ဘူးလား လီယူမိတာနောင်နာရပြီမို့လား အဲ့ဒါပတိစိတ်တာ ဘော လာညိုသိတာပတိစိတ်ချင် ကနာနဲ့ဇာတိကြာနာ 哦哦。 ဒီတာဗီဒီယိုဟဲ့ဗီဒီယိုဖိုင်ထဲမှာသူရှိသေးတယ် 我不理他呀。 ဟင်းဒီကနားထောင်လေးကျွတ်ဆောင်နေတာ 他给弄没了。နေမိတာနောင်တန်းရနေဘူးလား ဟိုကတော့ရောက်တိုင်းလည်း လက်မောင်ကြီးရလဲတက်တာလုံးလာရှိနေပြီဗျ နေကြောနေနော် 对呀。 ဖေကြီးရလဲဖေကြီးရလဲအိုးနှလုံးဖေနေ ဟုတ်ပါစီတော့ အိုးနှလုံးတစ်ဖက်သုံးတက်တာကြာနေတာဗျာ 你把这个。 ခိုင်းတော့ 都骗你了都。 ဟုတ်ရှိချစ်ပါလေငါသမီးတယောက်ပဲငါဘောနားလဲနေတာဖေသမီးတယောက်ပဲရှိပါလေဖေနားလဲနေ အဖေကတော့နားလေးလာနေနားလေးနေလာ ကြောက်မင်းကနားမနေနိုင်ဘူး စအဖေစ ဘာဆက်ပြန်မရ တက်လာမရှိဘူး ယူတင်လိုက်တော့မတရားရရ ဒါဆိုရင်ဆိုင်နိုင်မနေရ သမီးဖေနဲ့မပါဘူးဖေဓာတ်ပုံရက်ပါအောင်ဖေဖေကတခါမပါဘူး ဒါသူများလိုက်ပလိမ့်နေရပါနော် ဟာရေး အဲ့ဘာလဲဒါသူများလိုက်ပလေးတယ်ကျွန်တော်လည်း ပြောချင်တာပြောလို့ရတယ်ဖေကတခါမပါဘူးရက်လို့ရှိရင် ကျွန်တော်နာဘူးလို့လည်းပြောတယ် ပြောပါ ပြောကြရတာလို့မရဘူးပြောတော့အဲ့လိုမိုက်တယ်ဒီထဲမှာ လို့ပြောလိုက် နင်ပြောချင်တာ ဆက်တော့နေပြောလေနေပြောရ ပေါကြောင်ကြောင်ပေါကြောင်ကြောင် ပြောကြပါတမီးပြော ဒါပဲ သူများလိုက်ပလိမ့်ပြောသူများเจ้าတွေလိုက်တင်းတော့နေတဲ့လူကြီးပဲဖြစ်ပါတယ်ဗောနော်အသက်ကြီးနေဗောနော်အသက်ကြီးတ ကင်မရာလိုင်းမကောင်းလို့ပါ တော့ကြီးပါတယ်ဗောနော်ဟိုကတော့နေရာတကာမှာလိုက်အိတ်နေတဲ့လူဗောနော် ပြောစမ်းပါဦး အာမောင်းလေ ပြောတော့ပါဘူး ပြောပါမင်းခန်းသားရှိရင်ရင်းနဲ့ပေါအောင်ပြောလိုက် အာကုသို့အကြီးဆုံးလူသားပါသူများကိုပြောနိုင်တော့သူပြေဝအာကုသို့အကြီးဆုံးလူသားသူပါ ပရိသတ်ကဘယ်နေရာရှိတယ်ပရိသတ် သူကတော့အေးစစ်စစ်ပါ ပရိသတ်ပါ ကျုံလိုက်ဘက်ကိုယူလိုက်ကြည့်ကြပါဦးလို့ ပြောကြပါ ဒီ ဦး ုံတစ်တခင်းနေ အာကုသို့အကြီးဆုံးလူပါနော်သူများစိတ်ဆင်းရအောင်သူပြောချင်မှုလုပ်နေတဲ့အာကုသို့အကြီးဆုံးလူသားဆိုရပြီလား ရပြီဒါ မမဟိုကကျိုးမရှိသေးလို့နော်နေသေးနေတာ အဲ့ထွေးရဲတုံးလိုက်တာ ဘာကန်ထိုက်လဲဒီလားလို့ မသိဘူးလေကို ရပြီရ ဘာကန်လဲလို့ဖះကျင်ဝါရလေဘာကန်ထိုက်လဲလို့ ဆွလာ သမီးလူတယောက်ကိုဖုန်းကန်မြင်တဲ့လူတယောက်ကို မရှိသေးလို့ ကန်ထိုက်တယ်လေဝစီကန်လည်းမသိဘူးလား ဟုတ်တယ်လေကိုပြောချင်မှုကိုပြောချင်မှုလို့သူပြော မင်းတော့ဝစီကန်ထိုက်ပြီဝစီကန်အကုန်ထိုက်ကြပြီဝစီကန်ဝစီကန်ထိုက်ပြီမနှောကန်လည်းထိုက်တယ်ဟဲ့အောင်ထိုက်ကြတော့မင်းတို့ကတော့သမီးမပါဘူးဟာဝစီနဲ့မနှောကန်နော်ကာယကန်ဆိုလို့ရှိရင်အဖေကိုဘူးနဲ့ထုပြီဗျာကာယကန်ခုနထုလိုက်တယ်အဖေကိုဒီလိုလောက်တယ်ကာယကန်လည်းပါတယ်ဝစီကန်လည်းပါတယ်မနှောကန်လည်းပါတယ်ဗျာကန်သုံးမပြင်းမ ဒီလုံးငါဒီလဲပဲကိုယ့်ရဲ့ဆဲမှာ ဇွတ်နော်ကန်သုံးမမြောက်သွားပြီကာယကန်ကဝစီကန်မနှောကန်ဘယ်သူမြောက်လဲမဟုတ်မင်းဖြစ်မခံတော့ကာယကန်ဝစီကန်မနှောကန်ဣကန်သုံးမတို့ပင် ပြောချင်တာပြော မဟုတ်သုံးမလုံးထိုက်တယ်မင်းတို့သိအောင်ပြောတာရော့ လက်ကားရွှေပေးပြီးပြော ကတော့မှရမှာနော်ပြစ်ပြအောင်လို့ပြတာကာယကန်လည်းထိုက်တယ်ဝစီကန်လည်းထိုက်တယ်မနှောကန်လည်းထိုက်တယ်ငါတို့ချစ်မှစားတာဘာတိဆိုလို့ရှိရင်လေဖူးဟဲ့အောင် အဲ့ဒါ ငါတို့ကချစ်ရင်စားတာရခိုင်တွေကချစ်ရင်စားတယ်ဗျမရှိမစားဘူးဟဲ့
ဘယ်သူကတော့မှလဲကတော့ရင်တစ်ခါနဲ့30တိကြီးမယ်အပြစ်ကြည့်ရင်လောအပြစ်မကြည့်ရင်နောက်ဘွားယူ1 2မောရတယ်ငါထားတော့မှာ စမ်းတော့လား 3 4 အောက်ကောလေးလေးပဲ 5 6 7 8 9ကဲမင်းအပြစ်ကြသွား ဆ တယ် န်းလာတော့နေလာတော့ ဟုတ်ပြီနော်ပြကမင်းကိုဖြစ်တတ်ကိုလို့တရားနဲ့မနဲ့ချုပ်ဟုတ်လား လာပြီးပါ ပြကြပါနော်ဒါ first one နေပြီးတော့ရင်မထားနိုင်ဘူးဆိုတော့ဖေကနောက်တစ်ခါ1နေ3တော့ခွာရနော် လာဖြစ်နေတယ် ပြောပါမင်းတို့ ဘာလို့ အေးမင်းတို့ကာယကိုမနောက3လုံးထိုက် ကို သွား လုံး ပြီ ပြရမဟုတ်လား ပြော ခုလည်းကိုလုံးနေရပဲလေ ပြော ဟုတ်တယ်တကုံပြောလို့ဆိုပြီးတော့ကိုပြီးတော့ကိုနည်းနည်းလေးပြောလိုက် လဲပဲ ကာယကံဝစီကံမနောကထိုက်သွားပြီ ကာယကံဝစီကံဘလောကလည်းပြောကော ဟုတ်တယ်လေ ပြီးတော့ပြီးတော့ဆန်းတော့ပြီးတော့ တောင်းမှလည်းမလေးတော့ အေးလာဇွန်းတော့လာရ တော့ဘာလဲဒီလိုကြခိုင်းဘလို့များအနိုင်ကြလာမ မ လဲ တိပါနေ လက်လန် အော် တကယ်ထိပြီ ယာကြီးကကလာကြီးပြောင်းပြောနိုင်တာနော် ကာယကံဝစီကံမနောကကံ3လို့တယ်နော် ဒီပဲကလာကြီးကိုယာကြီးလို့လည်းခေါ်ဒါပေမဲ့ကလာကြီးလို့မပြောအယာကြီးတဲ့ မသေးသေးနဲ့တော့ဆန်း အေးငါတော့အပြစ်မကြောက်လို့စေနာနဲ့ပြောပြတာပါမင်းတို့ပြစ်ကြမှာဆိုတော့ တို့ကလည်းပြင်းမိသားလေ ဟဲ ငါဘာပြင်းထားတော့ ကာယကံနဲ့ကြည့်ရတယ် ဟိုရနေ ကာယကမကာယကလည်းငါဘာလို့ဘာလုပ်ဘူးလေပလင်းနဲ့ကောင်းတူတယ် ဝစီကံ ဝစီကလည်းတော့ကိုလိုပြောလို့လေ ဟိုရနေ ငါပြောလာလေ မလာဘူးလာလို့မရ ဒီရလေကိုကမနေဖဲပြီးတော့ကိုယ့်ရဲ့ပြောချင်မှုကိုယူတာလေအဲ့ဒါမဟုတ်ဘူးလား ငါချုံနေမှလူတယောက်ရှိတယ် ကိုယ့်ရဲ့ပြောချင်မှုကတကယ်ဖဲပြီးယူတာအဲ့ဒါပြောချင်မှုလေအဲ့ဒါပြောလေ နေရတယ် သူများဖေးပြောရှင် ငါတို့ပဲမတရားပြောကိုက ဒီမှာကြော်ဟင်းပြောလို့ငါပြောလေလင်ယူမိတာနောင်လာရပြီငါပြောတာမဟုတ်ဘူးစပြီးပြောတာလေလင်ယူမိတာနောင်လာရပြီမို့လားဆိုတော့ငါပြောတာမဟုတ် TikTok ကနေကြော်ဟင်းပြောတဲ့စကားလေးလားဟဲ့စရလေအဲ့ဒါ နာကြောက်ရဘုဒ္ဓ ပြောကြည့်ပါဦး လာလေဆန်းတော့ မောက်ဒီမှာ ဒီကောင်ကြောက်မတက်ဘူးလीဖွန်တော့ကြောက်နေလေငါမားတာလေ တဲကောင်အဲ့ဒီနဲ့ဒီမလို့ ဖုန်းတွေကိုကင်ပြီးတော့ထမင်းကျွေးတာမင်းဒီဟာလေငါအပူတွေပါလို့လားဗီဒီယိုဖိုင်သက်တွေရှိရယ်တခါမှမကြည့်ဒီကောင်ဖုန်းမချပဲနဲ့ နောက်တော့လာတော့ အဲစော်ရတယ်လို့ပြောရင်ဆိုအမှန်တရားပြောရင်စော်ရတယ်လို့ထင်တယ်မင်းကိုကြည့်လိုက် ဘုန်းကြီးဖုန်းကြောင်းလဲဆိုပြောလို့ကောင်းမှာကဲ ဘာယူ အဲ့မင်းဖုန်းကြောင်းနေရပဲဆိုသူများရဲ့ ကြောင်းမတက်ပဲနဲ့ဖွင့်ကြအောင်မဟုတ်ဘူးလားကဲ အမေလေးအဲ့ရုပ်ဖုန်းကြီးနဲ့ပြောမှအဲ့ဖုန်းကြောင်းလဲဆိုစကားပြရတာအဲ့လိုတက်တည်ယူပြီးတော့ ရတယ်မဟုတ်ရင်ညင်းမှာဆိုလို့ ဘူးမငြင်းဘူးလေ မဟုတ်ပါဘူးညင်းမှာဆိုလို့အပိတန်မဟုတ်ပါဘူးဟာဖွင့်ကြအောင်မညင်းဘူးပေါ့ဟဲ့ဖွင့်ကြအောင်မဟုတ်ဘူးပေါ့ မငြင်းတာလေ ဖွင့်ကြအောင်တာမညင်းဘူးဆိုတော့ဖွင့်မကြောင်ဘူးပေါ့မင်းဖွင့်ကြအောင်ကြောင်းတက်တာ ဟာမပြောနဲ့တောင်းငယ်ကြီးဟာစိတ် ဟာမငင်းဘူးလေဆိုဖွင့်ကြအောင်ပေါ့ အမူတမလိုက်နေစမှာလို့ ဟာအလာဝကဘာမင်းတို့တန်တယ်မင်းရောနဖူးစည်းတော့အလာဝကဘာဆိုဦးကြည့်တဲ့လွန်ပြင်မယ်နော်ရှုံး ဒီလိုပြောင်းလုံးနေတော့တော်လုံးနေတော့ ဟာ อืม တော်လုံးနေလေတော့လာရကပါရဲ့ ကြည့်ရမင်းအလာဝကဘာဆိုရလေမင်းဘာမှမသိဘူးလीမင်းကစိတ်ဓာတ်တွေကအောက်ကျသွားပြီဒီ ချောင်းချောင်းချောင်း မကြည့်အောင်ဒီကောင်မလာတော့အစင်တမ်းမရှိဘူးဖြစ်သွားပြီ အဲ ခွင့်တော့သစ္စာမရှိဘူးဖြစ်သွားပြီ တူ တာသမီးက တူပြပြ လူမွေးရမှာခွင့်မရအောင်လည်းမသိဘူးဖြစ်သွားရင်လူကပြန်ပြောခွင့်ရဘယ်တော့မှပြန်ပြောငါနဲ့အတူရှိရနေခွင့်ကိုတက်တလုံးလို့ အချောင်းလမ်းကောင်း ဒီပါ သူရက်နေတာတတ်တယ်နော် ငါအုံးမငါစဉ်းစားကြည့်တာ လာရခုမှ လူမွေးတာကောင်းလားခွင့်မွေးတာကောင်းလားခွင့်မွေးတာပိုကောင်းလား လုံးလေ အဲ့ဒီကပြည့်နေပုံလေးဖြစ်နေတယ် သူ့ကိုကြွရင်အရင်ချစ် ဘာဖြစ်လဲ ဒီကောင်နေနေ ဘောတော့ပြပြ ပြီးတာထသမီးထ ပြပြ နောက်ကြရင်အဲ့ကောင်လေးမုံတစ်လုံးကျွင်းနောက်ကြရင်ညို့နှလုံးကျွင်းမယ်နှလုံးအောင်ကျွင်းမှာသမီးတင်သမီး နောက်တော့နောက်တော့အော်တမီးတော့မမရတော့မမ ဒီကောင်ဈေးကြီးလောက်ပဲရှိရင်ငါစော်ကားချင်တယ်တဲ့ဒီကောင် အဲ့တော့တွေ့လို့လည်းကြည့် ဟဲ့ အောင် ဇွမ်းတော့ အဲ့ဒါကြည့်လိုက် ဟဲ့ဇွမ်းတော့ အော် ဟဲ့ဇွမ်းတော့မင်းကစော်ကားချင်တယ်နော်မင်းကဈေးကြီးလောက်ပဲရှိသေးတယ်ဒီစော်ကားချင်တယ်
ကောင်းပြပြတာငါတွေးကြည့်တာတွေးကြည့်ရင်ပြေးကြည့်တာလည်းမှန်တယ်ကြားလာရအောင် ဘယ်လိုလဲဂျုံပေးတာ မင်းအဲ့လိုပဲဖြစ်လာမှာဒီကောင်ကကောင်းပြတာ ဟုတ်တက်လိုက်လို့ ကြားလာသမီး ဟုတ် ဗီဒီယိုဖိုင်နဲ့အဖေ YouTube လွှင့်ထားတယ်နော်ကြားလာဒီကောင်ကဒီလိုပုံစံမျိုးဖြစ်လာမှာကြားလာဖေကိုမလေးစားဘူးကြားလာကြားရနော်သမီးနော်ကလင်ကကြစ်ဖွန်ကြောင်အသက်ကြီးမှရအဖွားကြီးနဲ့ရမဲ့ကောင်ဒီကောင်ဒါပဲအဖွားကြီးနဲ့ရအောင်မင်းကိုတဲ့အသက်ကြီးအမထက်တော့အသက်ကြီးရဲ့ဖွန်သွားကြောင်ဖွန်ကြောင် အဲ့ဒါမပြောတက်ပမပူတော်လေလို့ ကြောင်မတက်ဘူးလေ လေးရသွားတော့လေအပေဟိုမှာနေမှာသွားနေလား မနေဘူးဒီဘောင်းနေရမှာ အသွားမနေပါတော့သွားတော့တာပူတော်လေလို့ပြောနေ ကြောင်ကျူရှင်မတက်တာမင်းဖွန်ကြောင် ဒီတော့မနေပဲနဲ့ ကျူရှင်မတက် မနေပဲနဲ့ ဘာလို့နေရမှာငါအိမ်မှာမဟုတ်တာငါအိမ်မှာနေမှာပေါ့မင်းသူကမှနေကြတာကွာငါနေနေမလေအဲ့ငါလိုက်ကန်နေ အော် အဲ့ငါလိုက်ကန်နေ အဲ့တော့သွားတော့တာပူတော်လေလို့ပြောနေ မကျူရှင်မတက်ဘူးလေကျူရှင်မတက်တာ အမေတို့ကြောင့်နေတယ်မှာပဲနေနေရ ကျူရှင်မတက်တာလို့ မနေ့ကစနေပိတ်ရသွားတော့မှာလို့ပိတ်တယ်တော့သွားတော့မှာလို့ဒီနေ့ပြလာလို့ ငါသမီးပဲချစ်မှာမင်းရှစ်စရာအကြောင်းတောင်မရှိဘူး